ကြိုးဆိုပါတယ်ယနေ့ဗစ်တိုးရီးယားရှိကျွန်ုပ်တို့၏အရေးပေါ်ကယ်ဆယ်ရေးသမားများနှင့်တွေ့ဆုံပါမည်ဒီလူတွေဟာငါတို့ကိုဘေးကင်းအောင်ကူညီပေးသူတွေပါသူတို့တွေကိုသိလိုက်ရအောင်ဗစ်တိုးရီးယားရဲတွေနဲ့တွေ့ကြရအောင်၎င်းတို့သည်တာမန်နှင့်ယူနီဖောင်း၏တစိတ်တပံဖြစ်သည့်စနတာစာနှင့်ကင်မရာတို့ပါဝင်သောယူနီဖောင်းအပြည့်အစုံကိုဝတ်ဆင်ထားသည်တခါတရံမှာသူတို့လုပ်နေတဲ့အလုပ်ပေါ်မူတည်ပြီးရိုးရိုးအဝတ်အစားတွေကိုတနှနှင့်ဝတ်ထားတတ်တယ်ရာဇဝတ်မှုသို့မဟုတ်မတော်တဆမှုတစ်ခုအားတိုင်ကြားရန်သို့မဟုတ်တစုံတဦးသည်အန္တရာယ်ရှိလျင်သို့မဟုတ်သိမလုံခြုံဟုခံစားရပါကရဲကိုဖုံးဆက်နိုင်သည်၎င်းတို့သည်သိနှင့်စိတ်အသံဝမ်းကိုကာကွယ်ရန်လက်ကျင့်ထားသည်အရေးပေါ်အခြေအနေများမှသည်အခြားအရေးပေါ်အခြေအနေများအထိအခြေအနေများစွာတွင်သိအားကူညီရန်ရဲအရာရှိများသည်ဤနေရာတွင်ရှိနေပါသည်သူတို့တနိုင်သလောက်နားထောင်ပြီးကူညီပေးပါမည်ထို့နောက်ကျွန်ုပ်တို့တွင်လူနာတင်ရင်ဗစ်တိုးရီးယားစီမူများရှိသည်တစိတ်များနှင့်ရောင်ပြန်အစင်းများပါသောရေတအပြာရောင်ယူနီဖောင်းကိုဝတ်ဆင်ကြသည်တစုံတဦးထိခိုက်ဒဏ်ရာရလျင်သို့မဟုတ်အလွန်ဖျားပါကဖုံးဆက်ပါစီမူများသည်ဈေးကူသားမှုချက်ချင်းပေးကလိုအပ်ပါကလူများကိုဆေးရုံသို့ပို့ဆောင်ပေးသည်နှလုံးတိုက်ခိုက်ခံရမှုကားမတော်တဆမှုနှင့်ပြင်းထန်သောဒဏ်ရာများကဲ့သို့သောအရေးပေါ်အခြေအနေများကိုကန်တွယ်ဖြေရှင်းရန်စီမူများကိုလက်ကျင့်သင်ကြားပေးထားပါသည်ကျေးလက်နှင့်တိဆောက်ထားသောဒေသများတွင်တုတ်ပြန်မြင့်မိသားသမားအမျိုးအစားနှမျိုးရှိသည် Country Fire Authority သို့မဟုတ် CFA နှင့် Fire Rescue Victoria သို့မဟုတ် FRV CFA မိသားသမားများသည်စေတနာဝန်ထမ်းမိသားသမားများဖြစ်ပြီးကျေးလက်ဒေသနှင့်ဒေသဆိုင်ရာမင်းဘေးအန္တရာယ်ကိုကာကွယ်ရာတွင်ကျွမ်းကျင်သူများဖြစ်သည်၎င်းတို့သည်လမ်းမတော်တဆမှုများကယ်ဆယ်ရေးလုပ်ငန်းများတွင်ကူညီပေးပြီးကျွန်ုပ်တို့ရရွာအားမိဘေးလုံခြုံရေးဆိုင်ရာပညာပေးမှုများလည်းဆောင်ရွက်ပေးပါသည်ဒါကတော့ Fire Rescue Victoria မိသားသမားပါ၎င်းတို့သည် CFA နှင့်ဆင်တူသောအကာအကွယ်ပစ္စည်းများကိုဝတ်ဆင်ကြပြီးမြို့ကြီးများနှင့်ပိုကြီးသောမြို့များတွင်အလုပ်လုပ်ကြသည်၎င်းတို့သည်မင်းဘေးကယ်ဆယ်ရေးအရေးပေါ်ဆေးဘက်ဆိုင်ရာတုတ်ပြန်မှုနှင့်အန္တရာယ်ရှိပစ္စည်းများကိုကန်တွယ်ပါသည် FRV မိသားသမားများသည်အထက်မြင့်မီလွန်ကျွမ်းမှုနှင့်အန္တရာယ်ရှိသောအခြေအနေများဥပမာဓာတုမီလွန်ကျွမ်းမှုအပါအဝင်မြို့ပြအရေးပေါ်အခြေအနေများအတွက်အထူးလက်ကျင့်သင်ကြားထားပါသည်နောက်တစ်ခုကျွန်ုပ်တို့တွင် Victoria State Emergency Service သို့မဟုတ် VIC SES မှစေတနာဝန်ထမ်းများရှိသည်လိမ်မိုးရောင်ဝတ်စုံများဝတ်ဆင်ကြသည်ငိုတန်းများနှင့်ရည်ကြီးမှုများအတွင်အကူအညီရယူရန် VIC SES မှသင်ခေါ်ဆိုနိုင်ပါသည်ကယ်ဆယ်ရေးနှင့်လမ်းမတော်တဆမှုများတွင်လည်းကူညီပေးကြပါသည် VIC SES စေတနာဝန်ထမ်းများသည်လူမှုအသံအဝန်းများလိုအပ်နေချိန်တွင်ပံ့ပိုးကူညီမှုများပေးဆောင်ပါသည်တခါတရံတွင်အရေးပေါ်အခြေအနေတွင်ဤပထမတုတ်ပြန်သူအများအပြားသည်အတူတကွလှုပ်ဆောင်ကြသည်ကိုသင်တွေ့နိုင်သည်၎င်းတို့အားလုံးတွင်မတူညီသောအရည်ချင်းများနှင့်ခိုင်ကန္တများရှိတော်လဲလူတန်းကိုပေးကင်းစေရန်ဂူညီရန်အတွက်အဖွဲ့တစ်ခုအနေဖြင့်လှုပ်ဆောင်ကြသည်ဝန်ဆောင်မှုတစ်ခုအတွက်ဘုံကောဆိုပြီးအခြားဝန်ဆောင်မှုတစ်ခုပေါ်လာပါကစိုးရိမ်မကင်းပါနှင့်ဤအဖွဲ့လိုက်လှုပ်ဆောင်ခြင်းသည်သင်အားအရေးပေါ်အခြေအနေဖြစ်နေစေကမူဖြစ်နိုင်သမျှအကောင်းဆုံးအကူအညီကိုရရှိစေပါသည်ကြီးစုမှုအတွက်ကျေးဇူးတင်ပါသည်ဘေးကင်းစွာနေထိုင်ပါသင်ဤပထမဆုံးတုတ်ပြန်သူများသည်သင်အတွက်ဤနေရာတွင်ရှိနေသည်ကိုသတိရပါ